ကဲဗျာလာပြီဗျာဘာမှလုံးမကောင်းတဲ့ချိန်မှာကြောက်လေးတထုံးတော့ထက်ရထားပါတယ်ဗျကျွန်တော်ရှိတဲ့ပကံဝိုင်းထဲကဘေးနားလေးကနေပြီးမှကျွန်တော်ကြောက်လေးတထုံးရထားပါတယ်ဗျခန်းသီးလေးဖြစ်ပါတယ်ခန်းသီးလေးကိုမှသူကအသားပါပဲဗျအသားဟိုမှဝယ်ရင်း3,600ရှိပါတယ်ဗျဒီကြောက်လေးကတော့ကျွန်တော်အသားဟိုမှကြောက်စီလေးပါတယ်အတွင်းဘက်မှာတော့အချွဲတယ်လေးတော့ပါတာပေါ့အကျဲစာလေးရပါပါတယ်ဗျအခွန်လေးကကျွန်တော်ကြစ်တယ်ကျွန်တော်တို့ရန်လင်းအားလေးတွေကောင်းတယ်ရန်လေးတွေညီရဲ့အတွက်ကြောင့်ဒီကြောက်လေးရဲ့အားသာချက်အားနည်းချက်တွေရှိပါတယ်ဗျဒီကြောက်လေးမှာအားသာချက်တွေကတော့ကျွန်တော်တို့ရန်လေးတွေကညီနေရပေါ့ဗျာလင်းအားလေးတွေလည်းကောင်းတယ်ရန်ညက်တယ်ဒါမျိုးလေးတွေရှိတယ်ကြောက်သားကကျွန်တော်တို့အသားဟိုမှာကျွန်တော်တို့အသားပဲဗျကျွန်တော်တို့အရေးခံအဝါခံတွေမပါပါဘူးဗျဒါတော့အားနေချက်နဲ့အားသာချက်ပေါ့ဗျာခန်းသီးဆိုတော့အနာများမယ်ကျွန်တော်တို့လူပြောမလို့အသားဆိုတော့အရွယ်ကြီးမှတန်ပါလိမ့်မယ်ဗျအရွယ်သေးတယ်ဆိုရင်တော့ကျွန်တော်တို့ဝယ်ရင်းစေးတဲ့ရှုံးသွားနိုင်ပါတယ်ဗျကျွန်တော်ခံမှန်းထားတော့ဒီကြောက်လေးကိုကျွန်တော်နှစ်ပွင့်မဲခံမှန်းထားပါတယ်ဗျကျွန်တော်တို့အများကြီးထွက်မယ်အရွယ်သေးသွားမယ်ဆိုရင်တော့ကြောက်ကလေးကရှုံးသွားနိုင်ပါတယ်ကျွန်တော်တို့မှန်းထားတဲ့အချိန်အရွယ်တိုင်းကျွန်တော်တို့နှစ်ပွင့်ထက်ပူသွားခဲ့သည်ရှိတော့ကြောက်ကအရင်တော့ကိုမရနိုင်တော့ပါဘူးဗျကျွန်တော်တို့ဖြည့်ရင်းပြင်းနဲ့ခန်းသီးဆိုတော့အနာလေးတွေကဝင်လာခဲ့ပါတယ်ပြတဲ့ချိန်မှာကိုမှန်းထားတဲ့ site လောက်မရခဲ့ပေမဲ့ကျွန်တော်တို့အတက်နိုင်ဆုံးအကောင်းဆုံးထားပြီးတော့ဖြတ်လိုက်တဲ့အချိန်မှာအရွယ်လေးကတော့9ကလက်6ကလက်ပေါ့အဲ့ဝင်းကျင်လောက် site လေးတော့ထွက်လာခဲ့ပါတယ်ဗျကြောက်ကလေးကမစိုးပါဘူးဒါပေမဲ့အနာလေးကဝင်လာခဲ့ပါတယ်ဗျကြောက်စီကြောက်သားလေးကပြောစရာမလိုဘူးအကျဲစာလေးတွေလည်းပါတယ်ကျွန်တော်ကြောက်စီလေးတွေလည်းပါပါတယ်ဗျခဏကကျွန်တော်ပြောနေလို့ပဲအဓိကကတော့နောက်ကလာတဲ့အသက်ခံလေးပါရိတ်ခံအဝါခံခင်းပါတယ်ကြောက်စီကြောက်သားပါတယ်အကျဲစာလေးလည်းပါတယ်ဒါပေမဲ့ကျွန်တော်နေတွက်ဆိုပြီးမှဒီကြောက်လေးကိုဝယ်ခဲ့ပါတယ်ဗျကျွန်တော်တော့နှစ်ပွင့်ပဲတစ်ပွင့်ကိုကျွန်တော်တပုံးဝဲနှစ်ပုံးရောင်းစားမယ်နှစ်ပွင့်ဆိုတော့4သိန်းဒါပေမဲ့ကျွန်တော်တို့မန်လေးဈေးကွက်မှာရောင်းစားကြည့်တဲ့အချိန်မှာမင်္ဂလာမဖြစ်ဘူးပေါ့ဗျာကြောက်လေးကဈေးကွက်ကလည်းမကောင်းတဲ့အချိန်မှာမင်္ဂလာတော့မဖြစ်ပါဘူးဒီကြောက်လေးကရှုံးသွားခဲ့ပါတယ်ဗျနောက်ပြီးတော့ဒီရက်ပိုင်းမှာကျွန်တော်တို့လုံးမယ်ဆိုရင်တောင်းကြီးကြက်လောက်ပဲကောင်းပါတယ်ကျွန်တော်တို့10ပိုင်းလေးတွေလုတ်တော့မကောင်းသေးပါဘူးဈေးကွက်မန်လေးဈေးကွက်ကိုပြောပြပေးတာပါဗျဒီကြောက်လေးကတော့လှပေမဲ့ဈေးကွက်မကောင်းလို့ရှုံးသွားခဲ့ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးတွေပျော်ရွှင်နိုင်ကြပါစေ